ကဲဒါဆိုရင်ဆရာတို့အတန်းလေးထပ်စကြည့်လိုက်ရအောင်နော်အဲ့ဒါဆိုရင်ဆရာတို့ကဒီမှာသူပေးထားတဲ့ဒီအပေါ်ပိုင်းထိကဆရာတို့အကုန်ပြီးသွားပါပြီဒီဘက်ထိအပေါ်ထိကဆရာတို့ဟိုတနေ့ကအချိန်လုံးကတစ်ချက်ပြီးသွားပြီအဲ့တော့အခုစပြီးတော့ဆရာတို့သင်ကြားမှာကကြတော့ dynamic nature of equilibrium နဲ့ပတ်သက်ပြီးတော့ဆရာတို့သင်ကြားမှာဖြစ်ပါတယ်အဲ့တော့ dynamic nature of equilibrium အဲ့တော့ဆရာအရင်ကလည်းပြောထားပြီးသား dynamic ဆိုတာကဆရာတို့ကရွေရှားတာကိုပြောတာပါခိုင်နော် dynamic ဆိုတာဆိုတော့ရွေရှားတာပြောတာပါ nature ဆိုတော့ဆရာတို့ကဘာလို့ပြောမလဲဆိုတော့သဘာဝသဘောပေါ့နော် of equilibrium ဆိုတော့မျှချီဤရွေရှားသဘောတဘာဝလို့ဆရာတို့ဘာသာပြန်ပါမယ်အဲ့တော့ dynamic nature of equilibrium ဘယ်လိုဘာသာပြန်မလဲမျှချီဤ of equilibrium ဆိုတော့မျှချီဤ dynamic nature ရွေရှားသောသဘောတဘာဝရမလားမသိဘူးเนาะအဲ့တော့စောကြည့်အောင် if a reversible reaction is in a closed system ဟိုတစ်ဘက်ကဆရာပြောထားတယ် forward reaction မှာရှိနေတဲ့ rate ရဲ့ reverse reaction မှာရှိနေတဲ့ rate ရဲ့က balance ဖြစ်သွားရင်အဲ့ဒီ reaction ကြီးကိုဆရာတို့ကအဲ့ reaction မှာဖြစ်နေတဲ့ဆရာတို့က reversible reaction ကြီးက equilibrium မျှချီဆိုရောက်ပါတယ်အဲ့တော့ forward ရဲ့ rate နဲ့ reverse ရဲ့ rate ကသွားပြီးတော့ balance တူနေပြီဆိုရင်အဲ့ဒီ reversible reaction ကိုဆရာတို့က equilibrium ဆိုတဲ့မျှချီမှုအဓိပ္ပာယ်သတ်မှတ်လို့ရပါတယ်နော် reaction ကဆရာတို့ကမျှချီဖြစ်သွားတာပေါ့နော်အဲဒါဆိုရင်အဲ့မျှချီဖြစ်သွားတဲ့ပတ်သက်ပြီးတော့သူကစာအုပ်ပြန်ခေါ်ထားတယ်if a reversible reaction in a closed system ဆိုတော့ဆရာတို့ကအဲ့ဒီအပြန်အလှန်ဓာတ်ပြုခြင်းတစ်ခုက in a closed system ဆိုတော့အပိတ်စနစ်တစ်ခုတွင်ရှိနေပါက the system ဒီစနစ်ကအဲ့စနစ်က can reach a state ဆိုတဲ့ဆရာတို့က state ဆိုတော့အခြေအနေတစ်ခုကိုရောက်ရှိနိုင်တယ်ပေါ့အဲ့ဒီ state ကိုဘယ်လိုခေါ်လဲဆိုတော့ dynamic equilibrium လို့ခေါ်တယ် dynamic equilibrium ဆိုတော့ဆရာတို့က dynamic မျှချီလို့ပဲဆရာဘာသာပြန်လိုက်မယ်เนาะအဲ့တော့ dynamic မျှချီဟုခေါ်တော့အခြေအနေကိုရောက်ရှိနိုင်တယ်အဲ့တော့ပြန်ပြောပါမယ်ဆရာတို့ if a reversible reaction is in a closed system အပြန်အလှန်ဓာတ်ပြုခြင်းတစ်ခုကအပြန်အလှန်ဆရာတို့ဗာလေဓာတ်ပြုခြင်းဗာလေတစ်ခုကအပြန်အလှန်ဓာတ်ပြုခြင်းတစ်ခုကဆက်ပြန်သွားပြီမယ်နော်အဲ့တော့ if a reversible reaction is in closed system ဆိုတော့အပြန်အလှန်ဓာတ်ပြုခြင်းတစ်ခုကအပိတ်စနစ်တွေရှိပါက that system အဲ့ဒီစနစ်က can reach a state အခြေအနေလို့ခေါ်တဲ့နေရာတစ်ခုကိုရောက်နိုင်နေဘယ်လိုခေါ်လဲဆိုတော့ခေါ်တဲ့ a dynamic equilibrium ဆိုတဲ့ဆရာတို့က dynamic မျှချီလို့ခေါ်တဲ့အခြေအနေတစ်ခုကိုရောက်ရှိနိုင်တယ်ဆိုကြည့်ပါဦး if a reversible reaction is in closed system that system can reach a state called a dynamic equilibrium အဲ့တော့ closed system နေရာမှာဖောက်ရင်ဖောက်မဖောက်ရင်ဆိုတော့နောက်က dynamic equilibrium နေရာမှာကွက်လက်ဖြစ်မိပြီးဖောက်နိုင်ပါတယ်ရွေးချယ်နိုင်တဲ့ true false လာနိုင်နေပေါ့နော်ဆက်ကြည့်လိုက်ပါမယ်ဒါဆိုရင်dynamic ဖြစ်သွားပြီ dynamic ဖြစ်တော့ dynamic ကိုဆက်သွားမယ် in a dynamic equilibrium အဲ့တော့ခုနကလိုမျိုး dynamic မျှချီတစ်ခုမှာပေါ့နော် dynamic ဆိုတာကရွေးရှားတာကိုပြောထားတာပဲเนาะအဲ့တော့dynamic မျှချီတစ်ခုမှာthe forward and reverse reaction နဲ့ reverse reaction က do not stop ရပ်တန့်သွားခြင်းမရှိဘူး forward များကလည်းသူ့ရဲ့ရှေ့သို့ဓာတ်ပြုခြင်းအရှိကိုဇက်တိုက်ကိုဆက်သွားတယ် reverse များကလည်းနောက်သို့ဓာတ်ပြုခြင်းကလည်းသူ့ရဲ့ဒီဓာတ်ပြုနှုန်းတိုင်းကိုဇက်တိုက်ဆက်သွားတယ်လုံးဝရပ်တန့်သွားခြင်းမရှိဘူးเนาะအဲ့တော့ dynamic equilibrium မှာဆိုရင် forward reaction ကို reverse reaction က do not stop ရပ်တန့်သွားခြင်းမရှိပါဘူး rather ဆိုတာဗာလေအစားပေါ့เนาะအဲ့လိုဒီဘာသာပြန်အစားဆိုတာဥမာရင်းအစား၎င်းအစားဒါမျိုးပေါ့เนาะမင်းတို့အစားဘသူကအလုံးလုံးလိုက်တယ်မင်းတို့ရဲ့စားလို့ရမယ့်အစားမိဘတွေကပတ်စံစားလို့ရမယ့်အစားမင်းတို့ကစားကြိုးစားရမယ့်အစားမိဘတွေကပတ်စံဘယ်လိုရမလဲကြိုးစားပြီးရှာနေတာမင်းကစားလို့ရမယ့်အစားဂိမ်းဆော့နေတယ်ဒါမျိုးလေးတွေပေါ့เนาะအဲ့တော့အစားအနေနဲ့သုံးတဲ့ဟာလေးကိုပြောတာပါအဲ့တော့ rather အစား they continue to occur at the same rate ဆိုတာကအဲ့တော့ at the same rate ဆိုတာကတူညီသောနှုန်းနဲ့ continue to occur ဆိုတော့ဆက်လက်ဖြစ်ပေါ်နေပြီးတော့ leading to အလီတရားကြီး leading to ဆိုတာကဆရာတို့ကဥတည်နေပါတယ် concentration of the reactant and product ဆိုတော့ဆရာတို့က reactant နဲ့ product တွေရဲ့ concentration ပါဝင်ကိန်းသို့မဟုတ်ပြင်းအားစီကို leading to ဆိုတာကဥတည်နေတယ်ဘလို့ဥတည်လဲဆိုတော့ဥတည်နေတယ်ပေါ့နော်အဲ့ဒါဆိုရင်ဆရာတို့ကပြန်ပြောမယ်နော် reversible reaction တစ်ခုက closed system တစ်ခုမှာရှိနေတဲ့အခါမှာအဲ့ system ကြီးက dynamic equilibrium ကိုရောက်ရှိနိုင်တယ်
dynamic equilibrium မှာဆိုရင် forward reaction ကို reverse reaction ရောကရပ်တန့်ခြင်းမရှိဘဲနဲ့ဆက်လက်သွားနေတယ်ပြီးတော့သူတို့တွေက continue to occur ဆိုတာကဆက်လက်ဖြစ်ပေါ်နေတယ် at the same rate ဆိုတော့တူညီသောနှုန်းနဲ့ဆက်လက်ဖြစ်ပေါ်နေပြီးတော့ leading to ဆိုတာကဥတည်တယ်ဘယ်ဥတည်လဲဆိုတော့ to constant concentration of the reactants and products ဆိုတော့ W ပစ္စည်းနဲ့ W ပစ္စည်းတွေရဲ့ကိန်းတွေပါဝင်ကိန်းသို့မဟုတ်ပြင်းအားစီကို leading to ဥတည်နေတယ်ပေါ့နော်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ပုံနဲ့လည်းဆက်ပြီးရှင်းပြပေးပါမယ်เนาะအဲ့တော့ figure 4.1 ရဲ့ A ရဲ့ figure 4.5 ရဲ့ B ရဲ့ဆိုရင်အောက်မှာပုံနှစ်ပုံရှိပါတယ်အဲ့ဒီပုံနှစ်ပုံမှာဆိုရင်ဓပစ် DPIDC ရဲ့ဓပစ်ဆိုတာကဆရာတို့ကဒီမြန်မာလိုဆိုရင်ဆရာတို့ကဘယ်လိုပြောမလဲဆိုတော့ပုံဖြစ်သရုပ်ဖော်ပြသထားတာပေါ့နော် DPIC ဓပစ်ဆိုတာကပုံဖြစ်သရုပ်ဖော်ပြသထားတယ်ဗမာပုံဖြစ်သရုပ်ဖော်ပြသထားတယ်ဆိုရင်နံပါတ်ဘယ်လောက်နဲ့ဘယ်လောက်မှာလဲကလေးတွေ4.1A နဲ့ 4.1B မှာthe bit ဆိုတာကတည်းဖော်ပြထားတယ် the concentration change of the reactants and products ဆိုတော့ WBC နဲ့ WBC တွေရဲ့ပါဝင်ကိန်းသို့မဟုတ်ပြင်းအားရဲ့ changes ဆိုတာကပြောင်းလဲမှုတွေကိုတည်းဖော်ပြထားတယ်ဘာနဲ့ပြောင်းလဲမလို့ဆိုတော့ and the reaction rate with respect to time ဆိုတော့အချိန်ကိုလိုက်ပြီးတော့ဘယ်ကိုလိုက်ပြီးတော့လဲအချိန်ကိုလိုက်ပြီးတော့ reactant နဲ့ product တွေရဲ့ concentration ပြောင်းလဲခြင်းတွေကိုဆရာတို့ကတရုပ်ဖော်ပြတာထားတယ်။ရှာမလားမသိဘူးเนาะ။ဒါဆိုရင်ဆရာတို့ဒီအပိုက်လေးကိုနည်းနည်းလေး review လေးပြန်ကြောကြည့်ရအောင်။နားရတဲ့ကလေးလေးပါမယ်။အနှစ်ချုပ်လေးပြောပေးမှသာလေးနဲ့နားရတဲ့ကလေးကလည်းပါတာဖြစ်တဲ့ဆရာပြန်ပြောပေးပါမယ်။စပြီးတော့ကြည့်ကြည့်လိုက်ရအောင်เนาะ။ဆရာတို့နဲ့အရင်ဆုံး reversible reaction တစ်ခုကဘယ်တစ်ခုလဲဆရာတို့ reversible reaction ကလေးတွေဘာ reaction လဲreversible reaction ပေါ့နော်ကလေးတွေဘာ reaction လဲ reversible reaction ခိုင်းတော့ဆက် writing လုပ်တဲ့ software လေးနည်းနည်းကြောင်သွားအဲ့တော့ reversible reaction တစ်ခုက in a closed system ဆိုတဲ့အပိတ်စနစ်မှာရှိတဲ့အခါမှာအဲ့ဒီ system ကြီးက dynamic equilibrium ဆိုတဲ့ state ကိုရောက်ရှိသွားပါတယ်အဲ့ dynamic equilibrium မှာဆိုရင် forward reaction ကို reverse reaction ရောကရပ်တန့်ခြင်းမရှိဘဲနဲ့ဆက်လက်သွားနေပါတယ်ပြီးတော့ဆရာတို့ကသူတို့မှာရှိနေတဲ့ reactant နဲ့ product တွေရဲ့ concentration ဆိုတဲ့ပြင်းအားကလည်းပြင်းအားစီကိုဥတည်နေတာပေါ့နော်တူညီတဲ့နှုံးနဲ့ပြင်းအားစီကိုဥတည်နေတယ်reactant နဲ့ product မှာရှိနေတဲ့သူတို့ကလည်းဆိုတော့တူညီနေနှုံးနဲ့လည်းသွားတယ်ပြီးတော့သူတို့ရဲ့ concentration ပါဝင်ကိန်းတွေကလည်း constant ဆိုတဲ့ကိန်းတွေဖြစ်ကိုဥတည်နေတာပေါ့အဲ့ဒါတွေကို 4.1A နဲ့ 4.1B ဆိုတဲ့ပုံနှစ်ပုံမှာတရုပ်ဖော်ပြတာထားပါတယ်အဲ့တော့အဲ့ဒီပုံလေးကိုဇာတ်လို့စပြီးတော့လေ့လာကြည့်လိုက်ရအောင်နော်ဘာလို့ဒီစာနဲ့ပုံလေးကတတွဲတည်းဆိုတော့ဆရာကတစ်ခါလေးရှင်းပြလိုက်မယ်နော်တစ်ခါလေးရှင်းပြလိုက်မယ်โอเคဇာတ်လို့ပုံလာပါပြီအဲ့တော့ပုံလေးကမေးပါတယ်နော်ဆရာတော့ပုံလေးပါတစ်ချက်ကြည့်ပါ chapter 4ရဲ့ပုံလေးကို draw ဆွဲခိုင်းနေဆိုလဲကိုအဆင်ပြေအောင်ပေါ့တအားခက်ခဲကြီးမဟုတ်ဘူးကလေးเนาะတော်တော်လွယ်တယ်ပုံကသေချာလေးကြည့်ပေးဆက်ပြဆွဲပြเนาะအဲ့တော့ဆရာတို့ဒီမှာခါကျတော့ခုနဆရာတို့ပြောထားတယ် reactant နဲ့ product တွေရဲ့ concentration ရဲ့ changes ကိုသူကပုံမှာပြပြီးမှာအဲ့ဒီ changes ကဘာနဲ့တူတူလိုက် change တာလဲဆိုတော့ time ဆိုတဲ့အချိန်ပေါ်မူတည်ပြီးတော့ပြောင်းလဲသွားတာပေါ့နော်။အားစင်ဆရာတို့ကအိတ်ဝင်ရိုးမှာအချိန်ထားရမယ်။ဝမ်ဝင်ရိုးမှာကဆရာတို့ရဲ့ concentration ပါဝင်ကိန်းတော့မဟုတ်ပြင်းအားတန်ဖို့ပေါ့နော်။ concentration ရဲ့ unit ကကျတော့ mole per dn joule ပါနော်။ mole per dn joule တိုင်းရဲ့ unit ကတော့ second ပေါ့။အဲ့တော့ဆရာတို့က reactant ရဲ့ concentration တွေကအသုံးပြုလိုက်တဲ့အခါမှာအောက်ဘက်ကိုဆင်းသွားတယ်ဒီလိုမျိုးသွားတယ်။ product တွေကကြတော့အသုံးပြုဖြစ်ပေါ်လာတာဖြစ်တဲ့အတွက်အပေါ်ကိုတက်သွားတယ်အပေါ်တက်သွားပြီးတော့သူတို့ရဲ့ဒီ equilibrium မျှခြေဆိုတာကဒီ dotted line လေးကိုပြောတာပေါ့နော်အဲ့တော့ဒီ dotted line အဆက်လေးကမျှခြေ state ကိုရောက်သွားတဲ့အခါမှာအဲ့ဒီ equilibrium မှာရှိနေတဲ့ concentration ပါဝင်ကိန်းတွေကကိန်းတွေအဖြစ်ကိုရောက်သွားတယ်ပြောမယ်ဆိုတော့တဒန်းနဲ့ရှိသွားတာပေါ့နော်ကိန်းတွေဖြစ်သွားတာကိန်းတွေတပြေးတယ်ပဲ तू ကလည်း9ဆို तू လည်း9 तू က6ဆို तू လည်း6 तू က10ဆို तू လည်း10close system ဖြစ်တဲ့အတွက်ဆက်ပြောရမယ်အပိတ်စနစ်ဖြစ်တဲ့အတွက်ဆရာတို့ကအပိတ်စနစ်မှာဆရာရေတွေထည့်ထားတယ်ကွာအဲ့ဒီရေတွေကိုဆရာအပူပေးလိုက်တယ်
ပူပလဲတော့ရေကရင်ဝှေ့ပြန်တယ်အဖုံးမှာသွားကတ်တယ်10ပမာဏ10ကတ်ရင်အဲ့အဖုံးကနေပြီးတော့မှကြာလာရေဆက်ပြန်ပြောင်းပြီးပမာဏ10ပဲပြန်ရတာအဲ့တော့ reactant ကလည်း10 product ကလည်း10အဲ့လိုမျိုးပမာဏနှုန်းက constant ကိန်းတည်ဖြစ်နေတာပေါ့နော်တူလဲတူညီနေတာကိုတစ်ချက်ပြောတာပါအကြောင်းပုံလေးဆွဲတဲ့ခါမှာဆိုရင်ဆရာတို့က reactant ဒီပေါ့နော်ဆရာတို့အိမ်ဝင်ရိုးမှာဆိုရင်တိုင်းအချိန်ကိုထားမယ်ဝဝင်ရိုးမှာဆိုရင်ဆရာတို့က concentration ဆိုတဲ့ပြင်းအားကိုထားမယ်တိုင်းရဲ့ unit က second concentration ရဲ့ unit က mole per dm joule reactant တွေကအသုံးပြုလိုက်တဲ့အခါမှာအောက်ဘက်ကိုရောရှာသွားတယ် product တွေကဖြစ်ပေါ်လာတာဖြစ်တဲ့အတွက်အပေါ်တက်သွားပြီးတော့သူတို့ရဲ့ equilibrium ကြီးကမျှချေဆိုတဲ့ dotted line နေရာကိုရောက်တဲ့အခါမှာ equilibrium မှာရှိနေတဲ့ concentration တွင်းပါဝင်သမဟုတ်ပြင်းအားတွေက constant ကိန်းတည်ဖြစ်သွားပါတယ်ဒါနံပါတ် E ပေါ့နော်နံပါတ် B ကကြတော့ဆရာတို့က rate of forward reaction ဆိုတော့ရှေ့သို့တက်ပြုခြင်းနဲ့နောက်သို့တက်ပြုခြင်းတွေက equilibrium မျှချေကိုရောက်သွားတဲ့အခါမှာသူတို့ရဲ့နှုန်းတွေကတူသွားပါတယ်ဒါတော့ကလေးတို့စာသားမှာရှင်းပြပြီးသားအဲ့တော့ rate of forward reaction နဲ့ rate of reverse reaction ကဆရာတို့သွားပြီးတော့တူဖြစ်သွားပါတယ်ရမလားမသိဘူးเนาะနည်းနည်းထူးခြားချက်ကကြတော့သူကကြတော့အိမ်ဝင်ရိုးမှာကအချင်းကိုထားတယ်ဝဝင်ရိုးမှာကဆရာတို့က concentration မဟုတ်ဘဲနဲ့ rate နဲ့ပြောမှာဆိုတော့ဆရာ reaction rate ကိုထားပါတယ် rate ရဲ့ reaction ကကြတော့ mole per dm joule per second လို့ဆရာတို့ unit တက်ပြရပါမယ်ကလေးတွေရမလားမသိဘူးเนาะဒါလေးကတော့ဆရာတို့ကပုံနှစ်ပုံအတွက်ပါအောက်မှာသူ့ရဲ့ caption ကကြတော့နံပါတ် A အပိုင်းအတွက်ဆိုရင်chain in chain in concentration of reactant cell product with respect to time rate of forward reverse reaction with respect to time နှစ်ခုလုံးကတော့ဆရာတို့ကအချိန်ပေါ်မူတည်ပြီးတော့ပြောင်းလဲမှာပဲ concentration တွေကိုအချိန်ပေါ်မူတည်ပြောင်းလဲတဲ့အခါမှာမျှခြေ state ကိုရောက်တဲ့အခါမှာကိန်းတည်ဖြစ်သွားတယ် reaction rate တွေကိုအချိန်နဲ့မူတည်ပြီးပြောင်းလဲတဲ့အခါမှာမျှခြေရောက်တဲ့အခါမှာသူတို့ရဲ့ rate တွေနှစ်ခုကတူညီသွားပါတယ်ဒါလေးမှတ်ထားရဆရာတို့ရပါပြီเนาะကဲဒါဆိုရင်ဆရာတို့ဒီနေ့အတွက်အပိုင်းလေးကတော့ဆရာတော်ပါပြီနောက်နေ့ကျမှဆက်ပြီးတော့နောက်တစ်ပိုင်းထပ်သွားပါ